တူနာငါရဲ့ကြောကုန်းတစ်လျှောက်မှာရှိတဲ့ထူးဆန်းတဲ့အညိုရည်ရောင်အစင်းကြောင်းလေးကိုတင်သတိထားမိဘူးပါသလားပထမဆုံးမြင်လိုက်ရတဲ့အခါဒါကပုတ်နေတာဒါမှမဟုတ်မလက်ဆက်တာလို့ထင်စရာရှိပေမဲ့တကယ်တော့ဒါဟာဒီငါရဲ့မယုံနိုင်စရာကောင်းလာတဲ့ကြံ့ခိုင်မှုကိုသက်သေပြနေတာပဲဖြစ်ပါတယ်တူနာငါဟာသမုတ်တရားထဲမှာတစ်ချိန်လုံးအဆက်မပြတ်ကူးခတ်နေရတဲ့မာရသွန်အားကစားသမားနဲ့တူပါတယ်သူတို့ဟာအသက်ရှူဖို့အတွက်အမြဲတမ်းရွှေ့လျားနေရတာပါသူတို့ရဲ့ကြောရိုးနဲ့အမီးတစ်လျှောက်မှာရှိတဲ့ကြွက်သားတွေကတော့မမောမပန်းအလုပ်လုပ်ပေးရတဲ့အင်ဂျင်တွေပါပဲဒီကြွက်သားတွေမှာမိုင်ယိုဂလိုဘင်လို့ခေါ်တဲ့ပရိုတင်းဓာတ်တွေအများကြီးပါဝင်ပြီးအဲ့ဒီဓာတ်ကအသားကိုရဲရဲနေတဲ့အယောင်ဖြစ်စေပါတယ်ငါးကိုဖမ်းဆီးပြီးတဲ့နောက်မှာတော့ဓာတုဗေဒဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာပါတယ်။အောက်ဆီဂျင်ကမိုင်ယိုဂလိုဘင်ကိုဓာတ်တိုးစေပြီးတောက်ပတဲ့အနီရောင်ကနေအညိုရည်ရောင်အဖြစ်ပြောင်းလဲသွားစေတာပါ။ဒီအပိုင်းကအသားဟာတခြားအပိုင်းတွေထက်ပိုပြီးတိတ်သေးကျစ်လစ်သလိုအသားမြင်လဲပိုများပါတယ်။တန်ဓာတ်နဲ့ပရိုတင်းပိုမိုကျယ်ဝပေမဲ့တခြားအပိုင်းတွေလောက်တော့အသားမနူးညံ့ပါဘူး။ဒါဆိုဒီအသားကိုစားလို့ရပါသလား။အဖြေကတော့အကျဉ်းတွေပေါက်စားလို့ရပါတယ်ဒီအသားကိုဆူရှီလုပ်ဖို့အတွက်ခဲခဲရင်ရင်အသုံးပြုလေးရှိပေမဲ့ဂျပန်နိုင်ငံမှာတော့အကောင်းဆုံးချက်ပြုတ်စားတောက်ကြပါတယ်ဒီအသားကိုအများအားဖြင့်စီကြော်တာအိုးပူတိုက်ချက်တာဒါမှမဟုတ်ဟင်းနစ်တွေထဲမှာထည့်ချက်လေးရှိပါတယ်စနစ်တကျချက်ပြုတ်လိုက်မယ်ဆိုရင်တော့အရေးရွှမ်းပြီးအရသာရှိတဲ့အပြင်တန်တက်လဲပုံမူကျယ်ဝစေပါတယ်